စားပါတော့ဒါပေချစ်တဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဘာမီဟော်ရာ channel ကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်ဒီကနေ့မှာတော့မိတ်ဆွေတို့အတွက်စိတ်ဝင်စားဖွယ်အိမ်အောင်ကြီးဖောက်ပြန်ခြင်းဖြစ်ရမှန်ဇလံကောင်းလေးတစ်ပုဒ်ဖြစ်တယ်ဆယ်လမွေ9ရဲ့ရေစံလို့အမည်ရတဲ့လျောက်ကြခီးသွားနေလို့တယောက်တည်းအိမ်မှာကြံခဲ့တဲ့အမျိုးသမီးကြီးတွေအပြိုကြီးတွေတခုလက်မတွေတထိမဘွားတော်ကြီးတွေကိုကာမရတာဖြည့်ဆည်းပေးရတဲ့ရန်ကုန်မြို့ကအမျိုးသားပြည်စားတယောက်ရဲ့စိတ်ဝင်စားဖွယ်ဘဝဖြစ်ရမှန်ဇလံကောင်းလေးကိုမိတ်ဆွေတို့အတွက်ဖတ်ပြတင်ဆက်ပေးလျက်ပါတယ်ဆယ်လမွေ9ရဲ့ရေစံပရဝမျိုးစားတစီကားလေးပေါ်မှာကွယ်လွန်သူပကြီးစရာအဆိုတော်ကိုခင်ဝင်းရဲ့အတန်ကြီးကြီးမြင့်မြင့်လေးကစီစဉ်လို့နေပါတယ်ကားကိုကြည်လင်စွာမောင်းနေတဲ့သူကတစ်ချက်တချင်းကိုတူတူလေးလိုက်ညီနေပါတယ်ညိုတော်လဲဆိုတော့အသားရည်မျက်ခုံးတူတူနာတံပေါ်ပေါ်နှုတ်ခမ်းထူထူရဲရဲတစုံဟောလိဝုဒ်မင်းသားတယောက်လိုမင်းစီမောင်အချိုင်လေးတစ်ခုတီရှပ်အစိမ့်တစ်ဆယ်ကိုကျင်းပန်နွမ်းနဲ့တွဲဝေထားတဲ့ကြည်ကြည်လေးလေးခနာကိုတို့ရဲ့ပိုင်ရှင်သူကတော့တစီရိုက်ဘွားတူထက်ဇက်လိုက်မင်းသားတို့နဲ့ပို့လို့တူနေပါတယ်အဲ့ဒီကိုလူကျော်ရဲ့ကားကလေးကပြည်လမ်းမပေါ်မှာလှစ်ကလေးပြေလွှာလို့နေတယ်တကယ်တော့ကားစီယာကိုလူကျော်ကိုယ်တိုင်ကလည်းရေစုံနေမျောခဲ့သမျှရေစံကိုလှစ်ကလေးပြေနေရတဲ့ဘဝပါဒီခကြီးကတော့ဆယ်လမွေ9တကောင်ရဲ့ရေစံခရီးသူကတစ်ချိန်တုန်းကတော့ရေစုံမှာခက်တာလိုက်မျောခဲ့တဲ့ဗီဒါပန်းလိုလူငယ်တူပါတော့မဟုတ်ဝီရီချူဝီရီစုပ်ပေးရတဲ့ကြည်စာပြပတုံတကောင်မှာရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့သူကတစ်ချိန်တုန်းကအမျိုးသားပြည်စားလောကရဲ့နာမည်ကျော်ကိုထက်ခေါင်ပါယောက်ျားချင်းမနာလိုစရာကောင်းလောက်တဲ့ယူပါနဲ့သူ့ရဲ့ဘဝကိုဖော်ရွှေပွင့်လင်းစွာပြောပြတတ်တဲ့သူကိုတငယ်ချင်းတယောက်ရဲ့မိတ်ဆက်ပေးဖို့နဲ့စာရေးသူတည်ခွင့်ရခဲ့ခြင်းဖြစ်တယ်။တဲ့ဘွဲ့ဂျန်နယ်မှာလူသိများခဲ့တဲ့စာရေးသူကျွန်တော်ရဲ့စောင်းပါတစ်ပုဒ်ဖြစ်တဲ့အမျိုးသားပြည်စားလောကစောင်းပါကိုဘုံဖော်ရမှာကိုထက်ခေါင်စီကအကူအညီတွေအများကြီးရခဲ့ပါတယ်။မကြသေးခင်က BBC တန်လွှင့်ဌာနမှစာရေးသူကျွန်တော်ရဲ့မိတ်ဆွေသတင်းထောက်အမျိုးသမီးလေးကအမျိုးသားပြည်စားရဲ့အကြောင်းကိုအင်တာဗျူးခြင်းနဲ့ဆိုတော့လေကျွန်တော်ကပဲကိုထက်ခေါင်ကိုနဘူးနဇာလောက်ရတော့တယ်အဲ့ဒီတုန်းကလေသူကမငြင်းညူခဲ့ပြီသူ့ဘဝဇာတ်ကြောင်းကိုစာတစ်ခုရေးဖို့ပြောထားခဲ့တာကြာပါပြီအဲ့ဒီတော့ကိုထက်ခေါင်ကိုကျွန်တော်ညှိလိုက်တိုင်းအစင်မပြေခဲ့ပြီတော်တော်နဲ့သဘောမတူခဲ့ပါဒါကလည်းအကြောင်းရင်းခိုင်လုံမှုရှိတယ်သူကမကြခင်လက်ထက်တော်မဲ့သတို့သားလောင်ဖြစ်နေလို့ပါဒီတစ်ခါတော့ကိုထက်ကောင်ကိုနောက်ဆုံးကြိမ်ကြည်တိုက်ရပါတော့တယ်သူရဲ့နာမည်ရင်းနဲ့နေရာတချို့ကိုလွှဲပြီးရေးပါမယ်ဆိုတဲ့ဂရီကိုပေးပြီးတော့မှသာအမျိုးသားပြည်စားတူဖြစ်ခဲ့ဘူးသူကိုထက်ကောင်ရဲ့ဘဝသေးစိတ်ကိုစာရေးသူကျွန်တော်ရေးခွင့်ရခဲ့ပါတယ်ကျွန်တော်နာမည်သိပြီးကြီးနေပါဦးမယ်ကိုခက်စော်ရာကိုထက်ကောင်ကကျွန်တော်ကိုပြောပါတယ်တချိန်ကနာမည်ကြီးတရုတ်ဆောင်မော်ဒယ်တယောက်ဖြစ်အိမ်မက်ကြီးမက်ခဲ့ဘူးပြီးတော့ကံကြမ္မာရဲ့ကြီးစံမှုကြောင့်အမျိုးသားပြည်စားဖြစ်ခဲ့ရတဲ့ခက်ဖြောင်ပညာတတ်လူငယ်လေးတယောက်ကအခုတော့နာမည်ကြီးရမှာကိုကြောက်တက်နေခဲ့ပြီဒီလိုနဲ့ရေစံကိုအန်တုနေတဲ့ဆယ်လမွေ9တကောင်ရဲ့ကောက်ကြောင်းကိုစာရေးသူကျွန်တော်ထုစစ်ကြည့်ခဲ့မိတယ်အတွက်မှားတဲ့ຢာသည်မလှပတဲ့မိုးဦးမြေရနံတဲ့နဲ့အစင်းစိတ်မိုးဦးຢာသည်တွေကိုမောင်းထက်ခေါင်မကြိုက်တကယ်လေမိုးဦးຢာသည်တွေကမောင်းထက်ခေါင်ရဲ့ဘဝမှာမလှပခဲ့ပြီသူ့ဘဝရဲ့ပထမဆုံးတွေ့ခဲ့ရတဲ့တောင်ကျိုးကလည်းတခုသောမိုးရာသီမှာကြုံခဲ့ရသည်မဟုတ်ပါလားအဲ့ဒီနေ့ကမောင်ထက်ကောင်တယောက်
ကျောင်းတက်နေတဲ့ခုနှစ်တန်းခါဝေးခန်းရှိကိုမောင်ထက်ကောင်တို့ရဲ့ဘေးလိုင်းငယ်မှစကောင်းမောဦးတင်ရှိန်ရောက်ရှိလာတယ်။ဦးတင်ရှိန်နဲ့အတန်းပိုင်ဆီယမတို့စကားတူတူပြောနေကြတယ်။နောက်တော့ဆီယမကမောင်ထက်ကောင်ကိုဦးတင်ရှိန်နဲ့လိုက်သွားဖို့ပြောပါတယ်။မောင်ထက်ကောင်ဘာမှနားမလည်။ဦးတင်ရှိန်ကလည်းဘာမှမပြော။ဦးတင်ရှိန်ရဲ့စပိန်နောက်မှာဘေးဆောင်လေးထိုင်ပြီးတော့မောင်ထက်ကောင်လိုက်လာခဲ့တယ်။မောင်ထက်ကောင်တို့နေတဲ့ဗုဒ္ဓယုံလူသမားလိုင်းငန်းလေးကိုလှမ်းကြည့်လိုက်တော့မောင်ထက်ကောင်တို့ရဲ့အခန်းကျင်းလေးရှိမှတက်လက်ပတ်စများနဲ့ကနပြင်းထိုးနေတာကိုတွေ့လဲရတယ်။အရှိမစပိန်ရက်လိုက်တော့ဦးတင်ရှင်ရဲ့မိမတော်စောကြီးကမောင်ထက်ကောင်ကိုဖက်ပြီးတော့အိမ်ထဲကိုခေါ်သွားပါတယ်။အမေရဲ့ငိုတန်တက်တဲ့ကိုကြားလဲရတယ်။အဖေဆုံးပြီတဲ့။မိရထားလောက်သားတူဖြစ်တဲ့အဖေမနက်ကထွက်ကစားရထားနှစ်တွဲချာချီချော်ပြုတ်ကြပြီးတော့စုံသွားပြီတဲ့အပိုင်ပိုင်တိတိနဲ့ကြည့်လို့ပင်မကောင်းတာကြောင့်အဖေရဲ့လောင်းကိုတော့မြို့နယ်စေးရုံရင်ခွဲရုံမှသာထားခဲ့ပြီးတော့အိမ်ပြန်မသေးတော့ပြီအဖေမရှိတော့ဘူးပေါ့တကယ်တော့လေမောင်ထက်ကောင်ရဲ့ဘဝမှာအဖေရဲ့နှွေးထွေးမှုကမရှိတာကြာခဲ့ပါပြီအရက်ရဲ့သားကောင်ဖြစ်နေတဲ့ဖခင်ကမနက်၄နာရီဆိုမော်နင်ဘက်ဖို့ရက်ဆိုင်ကိုထသွားပါတယ်ပြီးတော့6နာရီထိုးတာနဲ့အလုတ်ကိုတန်းသွားတော့တယ်ဒီချိန်ဆိုရင်မောင်ထက်ကောင်တို့မောင်နှမတွေအိပ်ရာထဲမှာပဲရှိပါသေးတယ်ညကြပြန်တော့လေအဖေကဗုဒ္ဓထိတ်ကကိုမျိုးရဲ့ရက်ဆိုင်မှာပဲအချိန်ဖြုံးပြီးတော့ဇေနာကြီးကြောကြောလောက်မှပြန်လာတတ်တယ်ဒီချိန်ဆိုမောင်ထက်ကောင်တို့မိသားစုကအိပ်ရာဝင်နေပြီဒီလိုနဲ့ပဲမောင်ထက်ကောင်တို့မောင်နှမတွေအဖေနဲ့တိမ်နေနေပြီးတော့ဝေးနေကြတာကြာခဲ့ပါပြီအခုတော့သူတို့ရဲ့ဘဝတွေကအဖေတယောက်အပီထွက်သွားခဲ့ပြီအတုပရွက်ဖြင့်တဲပေါ်မှာတစ်စက်ချင်းကြနေတဲ့မိုးရေစက်တွေကိုမောင်ထက်ကောင်လေးငေးကြည့်နေပြီတယ်အမေကမိရထားရရှိများနဲ့စကားပြောလို့နေတယ်ညီမလက်ကတော့အမေရဲ့ဘေးမှာမျက်နှာငယ်လေးနဲ့ပါအငယ်ဆုံးညီမလေးကအင်းဒီနာချင်းကလေးတွေနဲ့ကွာစီပကံကိုလှုပ်ပြီးစော်လို့နေတယ်ကလေးတွေအတွက်တော့ဒုက္ခပါပဲဗျာမိရထားအရာရှိတယောက်ရဲ့စိတ်မကောင်းတဲ့တဲ့ကိုမောင်ထက်ခေါင်လေးနှဆွေနှပြကြားလိုက်ရတယ်မိုးရာသီဆိုတာကလှပသားရအိမ်မြတ်တဲ့မေးပါအခုမိုးကတော့မောင်ထက်ခေါင်တို့အတွက်အယုတ်ဆိုးစွာပူလောင်လို့နေတယ်မောင်ထက်ခေါင်အတွက်တော့မိုးကအတွက်ချက်မှားခဲ့တဲ့ရာသီတစ်ခုပါမိုးရေစံဗုဒ္ဓဝင်းထဲမှာအင်းကြီးချင်းမိတ်ဆွေများရဲ့အကူအညီနဲ့အဖေရဲ့အတုပကချောချောမွန်မွန်မြည်ကျသွားခဲ့တယ်ရက်လက်ပြီးတဲ့နောက်ပိုင်းမှာတော့မောင်ထက်ကောင်တို့လိုင်းငန်းလေးထဲမှာမုတ်ဆိုးမတယောက်နဲ့ကလေး3ယောက်တိတ်ဆိတ်ပြီးကြံရစ်ခဲ့ပါတယ်တာဝန်ထမ်းဆောင်နေစဉ်မှာမတော်တဆဖြစ်မှုအတွက်ဌာနကပြီးတဲ့တရားကြည်လေးနေကိုလက်ထဲမှာကင်ထားတဲ့အမေနဲ့မောင်ထက်ကောင်တို့မောင်နှမ3ယောက်ရဲ့အနာဂတ်ကရင်မောစရာပါအဲ့ဒီချိန်မှာမောင်ထက်ကောင်တို့မိသားစုတို့ကစ်တင်ရှင်ပေါ်လာခဲ့တယ်သူကတော့တာဂီတက်မှနေတဲ့အမေရဲ့မောင်ထက်ကောင်တို့ရဲ့ဦးလေးရဲ့လက်ထွက်ကားပေါ်ကိုပိုင်ဆိုင်သမျှလေးတွေကိုတင်ပြီးတော့အဖေကောင်းချရာတမိုင်းဘူတာယုံလိုင်းငန်းလေးကိုသူတို့မိသားစုစွန့်ခွာခဲ့တယ်မောင်ထက်ကောင်တစ်ခါမှမရောက်ဘူးတဲ့တာဂီတက်မြို့နယ်မှာရှိတဲ့ဦးလေးရဲ့ရက်ွက်ကိုရောက်ရှိခဲ့ပါပြီဦးလေးကတာဂီတက်မှာလက်ဖက်ဆိုင်လုပ်ငန်းနဲ့ကလေးကစားစရာများကွန်မူလောင်းတဲ့လုပ်ငန်းနဲ့အစဉ်ပြေနေတဲ့သူကလေးကစားစရာကွန်မူလောင်းတဲ့ဆိုတာကတော့ပလတ်စတစ်ဘတ်တံဘောလုံးတကြံအုတ်ထုတ်ရေပြည့်ကော်ရုပ်စားတာတွေကိုပုံစံကွက်ထဲကိုကော်ရင်လောင်းပြီးတော့လုပ်ရတဲ့လုပ်ငန်းမျိုးပါဦးလေးဖြစ်သူကတော့အသက်ကြီးမှအိမ်အောင်ကြပြီးတော့ဦးလေးရဲ့မိန်းမကလည်းကလေးတစ်ယောက်ဝိပြီးကလေးကကျမ်းမာရေးသိမကောင်းတော့ဘူးဒီတော့လုပ်ငန်းတစ်ခုနဲ့မနိုင်မနှင်းဖြစ်နေတဲ့ဦးလေးခမပြားများနေသည်မှာကြာပါပြီအခုတော့အမေကလက်ဖက်ရည်ဆိုင်ကိုဦးလေးရဲ့မိန်းမဘက်ကမောင်နဲ့တူပူပေါင်းဦးစီးပြီးတော့ကူညီပေးရမယ်ဦးလေးကတော့သူ့ရဲ့ကလေးကစားစရာလုပ်ငန်းကိုဦးစီးလုပ်ကိုင်မှာဖြစ်တယ်မောင်ထက်ကောင်တို့ရဲ့မိသားစုကတော့ဦးလေးတို့မိသားစုနဲ့အတူအိတ်အတူစားပါ
သူတို့ကလေးတွေရဲ့ကျောင်းစည်းကိုလေဦးလေးကပဲအကုန်ကြခံပြီးတယ်ဘာပဲဖြစ်ဖြစ်ဦးလေးရဲ့ကျေးဇူးကြောင့်မရေရတဲ့မောင်ထက်ကောင်တို့မိသားစုလေးရဲ့အနာဂတ်လေးရိုက်နှက်သွားခြင်းမှာတာဂီတာမြို့နယ်တွင်ကအထက်တန်းကျောင်းလေးမှာမောင်ထက်ကောင်တို့မောင်နှမတွေကျောင်းနေကြရတယ်ကျောင်းအပ်ရများမှာတော့မောင်ထက်ကောင်လေးဦးလေးရဲ့ဆိုင်မှာကူညီပေးဖြစ်တယ်အဲဒီတုန်းကတရက်ကွက်လုံးမှာဦးလေးရဲ့လက်ဖက်ရည်ဆိုင်မှာတော့ဆက်လောင်းရှိတယ်ဘလုံးပွဲရှိတဲ့ညဆိုရင်ဆိုင်ကထိုင်စရာပဲမရှိတော့အောင်ရောင်းကောင်းပါတယ်အဲဒီလိုရင်မျိုးမှာဆိုရင်တော့ထက်ကောင်တို့မောင်နှမတို့ကဦးလေးရဲ့ဆိုင်မှာဝိုင်းဝန်းလုပ်ကိုင်းပေးရတယ်မုံဘိုးကလည်းရပါတယ်ထက်ကောင်ကတော့ဘလုံးပွဲမကြိုက်ထက်ကောင်ကျတဲ့လိုင်းကတလိုင်းနေပါဘလုံးပွဲပြီးလို့ဆိုင်သိမ်းပြီဆိုရင်ထက်ကောင်တယောက်တည်းတီဗီရဲ့ရှိမှထိုင်ပြီးတော့စိတ်ဝင်စားကြည့်တဲ့ channel တစ်ခုရှိတယ်အဲ့ဒီ channel ကတော့ Fashion TV ဖြစ်တယ်ရောမမီလန်မြို့များမှာ Fashion Designer Model များကထက်ကောင်တွေအားကြစရာဖြစ်ခဲ့ရတယ်ဘော်ဒီလာလာစမကြကြနဲ့ model ဘိုင်းတယောက်ရဲ့ဘဝကထက်ကောင်ရဲ့အိမ်မက်ဖြစ်လာခဲ့တယ်ထက်ကောင်တို့ရက်ွက်နားမှာစမှုတစ်ကဇီအောင်ပွဲတော်တွေမကြခဏလာလှုပ်တတ်ပါတယ်အဲ့ဒီမှာ model show တွေပါလာတတ်တယ်ဒီလိုဆိုရင်တော့ထက်ကောင်ကိုရှာမရတော့ဘူးညနေပွဲစားတာနဲ့စင်ရှိကိုရောက်သွားပြီဖြစ်တယ်စင်မောက model တွေရဲ့လမ်းလျှောက်ပုံဝတ်ပုံစားပုံကစသိချလိုက်ပြီးတော့မှတ်သားတယ်အိမ်ကုန်ပြန်ရောက်ပြီဆိုရင်မှန်ရှိမှပြန်ပြီးလေ့ကျင့်တယ်ကိုတန်းနှစ်ကိုရောက်တော့ထက်ကောင်ရဲ့ရက်က9ပေ9လက်မဖြစ်နေပါပြီအဖေကကိုတခါကာပြအမေကဝင်ပမာဖြစ်တာကြောင့်ထက်ကောင်ရဲ့မျက်နှာသွင်းပြင်ကဆွဲဆောင်မှုရှိတယ်အဲ့ဒီချိန်မှာမော်ဒယ်တယောက်လိုကြစ်လင့်တောက်တင်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခြင်းနဲ့ထက်ကောင်တွေလမ်းစာတစ်ခုပေါ်လာခဲ့တယ်လက်ဖက်ဆိုင်မှာလာတောက်နေကြကိုတင်ထွင်းနဲ့ထက်ကောင်ယဉ်နေခဲ့တယ်တစ်ချိန်တုန်းကကာယဗလမောင်းဖြစ်ခဲ့ပြီးတော့အိမ်မလေးကာယဗလအကစားယုံလေးဖွင့်လှစ်ထားတဲ့ကိုတင်ထွင်းကထက်ကောင်ကိုသူ့ရဲ့အိမ်မှာဝေကစားဖို့အတွက်အကြံပေးတယ်ဒီလိုနဲ့ထက်ကောင်ရဲ့ကျောင်းစင်းချိန်ညနေများကကိုတင်ထွင်းရဲ့ဝေယုံလေးမှာသာအချိန်ကုန်ခဲ့ရတော့တယ်ကိုတင်ထွင်းရဲ့ဝေယုံပြင်ကျောင်းအပ်ရများမှာထက်ကောင်နေများတဲ့နေရာတစ်ခုရှိပါသေးတယ်အဲ့ဒီနေရာကတော့ရက်ွက်ထိပ်မှဗိမရှာမာမီလာရဲ့ beauty salon ဖြစ်တယ်တလ2ကြိမ်ခန့်သပင်ညက်တဲ့ထက်ကောင်တလမှာတစ်ကြိမ်လောက်မျက်နှာပေါင်းသွားတင်တဲ့ထက်ကောင်နဲ့မာမီလာတို့အရင်နေကြီးယဉ်နေခဲ့ကြတယ်ဝိဇ္ဇာကိုတင်ထွင်းနဲ့ထက်ကောင်ရဲ့ဆက်ဆံရေးကဆရာတပည့်ဆက်ဆံရေးသာဖြစ်ပေမဲ့မာမီလာနဲ့ထက်ကောင်တို့ရဲ့ဆက်ဆံရေးကတော့မာမီလာကအစွမ်းကုန်ပွင့်ဖူးဖို့အာယူနေတဲ့ပန်းအငုံလေးကိုကြော်ကွင်းထောင်ရန်ချောင်းနေတဲ့ပန်းမုတ်စုထက်ကောင်ကလည်းလက်စိတ်ဘလောက်တူညှို့မှမကြောက်တဲ့ပန်းဇလန်းကထုံးစံတို့ကိုမလွင်ဆန်နိုင်ခဲ့ပြီပန်းမုတ်စုရဲ့ထောင်ကျော်အဲဒီနေ့ကထက်ကောင်တို့ကျောင်းဖွင့်ကားစားရက်များတွေကမိုးကြတဲ့ကာလာတည်းရဲ့ဖြစ်တယ်ဇနီးမိုးကတီးနဲ့ဆွေနေသေးပါအမေကိုကျူရှင်တက်မယ်လို့လိမ့်ပြီးတော့ထွက်လာတဲ့စေတန်းကျောင်းသားထက်ကောင်တယောက်ကျူရှင်ကိုမရောက်ပါဖက်ရှင်မဂ္ဂဇင်းတင်များဝယ်ထားတဲ့ဆိုတော့မမီလာရဲ့ဆိုင်ကိုသူရောက်သွားခဲ့တယ်မိုးရသည်မို့ဆိုင်ထဲမှာမမီလာတယောက်တည်းပဲရှိပါတယ်ထက်ကောင်ရောက်တော့မမီလာကမဂ္ဂဇင်းတစ်ထက်ကြီးချပေးပြီးတော့နောက်ဖေးမှာအဝေးသွားလျှော်နေတယ်ဗျူတီမတ်မဂ္ဂဇင်းတို့ကိုယူပြီးတော့ဆိုင်ရဲ့နောက်ဘက်ခေါင်းလျှော်တဲ့ကရင်ပေါ်မှာလှည့်ရင်းနဲ့စိတ်ဝင်စားဖတ်နေမိတယ်မိုးကလည်းတဲတဲမဲမဲရွာလာပါတယ်မဂ္ဂဇင်းနှစ်အုပ်မှဖက်ရှင်ဒီဇိုင်းများအကြောင်းကိုဖတ်ရင်းနဲ့ထက်ကောင်တယောက်အိပ်ပျော်သွားခဲ့တယ်အချိန်ဘယ်လောက်ကြာသွားတယ်မသိထက်ကောင်ရဲ့ခါအောက်ပိုင်းတနေရာမှာနူးညံ့တဲ့အထီးတွေတစ်ခုကိုခံစားရတာကြောင့်ထက်ကောင်တယောက်နှုတ်တဝက်အိတ်တဝက်ဖြစ်လာခဲ့တယ်အိမ်မက်လီလာတကယ်လီလာထက်ကောင်ရဲ့ကိုမရှိတဲ့အသိမ်မွေဆုံးသောတနေရာကိုစွဲငင်နေတဲ့ခံစားမှုကြောင့်ထက်ကောင်လက်နိုးလာတယ်အထီးတွေရှိနေတဲ့နေရာကိုရောင်ရမ်းပြီးတော့လက်နဲ့ကင်ဆန်းလိုက်မိတယ်သူထီးတွေလိုက်ရတာကသပိန်များဖြစ်တယ်
နင်းညူရောင်ဟိုင်းလက်ဖောက်ထားတဲ့မမီလာရဲ့သပင်တွေပါပြီးတော့မမီလာရဲ့ဆိုင်ထဲမှာအမြဲတမ်းတင်းပြနေတဲ့ရှမ်ပူရနံအန်ဒီလာဘာလုပ်တာလဲစကားပြန်ရင်အစမပြေဖြစ်နေတဲ့မမီလာကသူ့ရဲ့မျက်လုံးကိုလှမ်းကြည့်ရင်အသာပြန်တွင်လေချလိုက်တယ်မဟုတ်ကြနေတဲ့နေ့မှာပဲထက်ကောင်ဆိုတဲ့စေကျော်သက်လူငယ်တယောက်ရဲ့မိတောင်ကပေါက်ကွဲပွင့်အံထွက်ခဲတော်တယ်ဗမ်းမုတ်ဆိုမမီလာရဲ့ကျွမ်းကျင်သေးသက်လှပတဲ့အကွေဝိုက်အတွေ့ထောင်ချောက်တို့မှာထက်ကောင်တယောက်မယုံတာတော့ပြီမိုးကတော့ဆဲသွားကြပြီမမီလာကသူ့ရဲ့နာမှာမရှိတော့ထက်ကောင်ရဲ့ရင်ဘတ်တွေနေကြီးမြေကြီးကျဲရိတ်ခဲ့တယ်ရွှင်ရှာခြင်းလားကျင်းနေခြင်းလားညှိတွေ့ခြင်းလားစသည့်ခံစားချက်တွေကိုသူနောက်ရောက်ခံလိုက်လို့မရတော့ဘူးဒေကြတာတစ်ခုကတော့ဗမ်းမုတ်ဆိုးရဲ့ထောင်ချောက်မှာထက်ကောင်တယောက်လူပြိုကြီးပြက်ခဲ့ပါပြီတပ်ပုံမှားတဲ့အိမ်မန်အဲ့ဒီကထက်ကောင်10တန်းကြာတယ်အမေကတော့ထက်ကောင်ကိုစူတယ်ဦးလေးကတော့ဘာမှသိမပြောဆိုင်ကိုဝိုင်းမကူပဲဇာကိုသားကယူဆိုင်ရန်ပြောပါတယ်10တန်းကြာတာလဲမပြောနဲ့10တန်းကျောင်းသားထက်ကောင်ရဲ့အချိန်ဖြုံးရနေရကတော့စာသင်ခန်းတို့ကျူရှင်တို့မဟုတ်ပဲဦးတင်ထွင်းရဲ့ဝေယုံနဲ့မမီလာရဲ့ဗျူတီဆလင်းတို့မှာတော့အနေများသည်မဟုတ်ပါလားဦးတင်ထွင်းစီမှာဝိတ်သွားကစားလိုက်မမီလာရဲ့ဆိုင်မှာအလှသွားသားလိုက်နဲ့တစ်နှစ်လုံးကုန်ခဲ့ရတယ်နောက်ပိုင်းမမီလာကလည်းသူ့ဆိုင်မှာထက်ကောင်ပါပဲလို့ပတ်စံမယူပဲလုပ်ပြီးတော့ထက်ကောင်ရဲ့စိတ်ကြိုက်ဖြစ်လို့နေတယ်ပတ်စံမယူပေမဲ့အလကတော့မဟုတ်ရယူမှုတိုင်းမှာပိတ်ဆက်မှုတော့ရှိသမျှပါမမီလာလိုချင်တဲ့အရာကိုသူလိုချင်တဲ့အချိန်မှာထက်ကောင်ကဖြည့်ဆည်းပေးရတယ်ဒါကလည်းကိစ္စမရှိထက်ကောင်ကိုယ်တိုင်အဲ့ဒီထိတွေ့မှာပျော်မွေ့နေသည်မဟုတ်ပါလားဒီနေ့တော့ထက်ကောင်ကိုဦးလေးဖြစ်သူကကျောင်းအိမ်ကျောင်းသားပေါ်တာထားတယ်မမီလာတို့နဲ့အဆက်တွေပြတ်တောက်ခဲ့တော်တယ်အောင်စင်းနေထွက်လာတော့ထက်ကောင်တယောက်10တန်းအောင်နေပထဝီထူးပြုနဲ့တာဝတက္ကသိုလ်မှာအဝိသင်မေဂျာယူလိုက်တယ်ငင်းနေခဲ့တဲ့မော်ဒယ်ပိုးက10တန်းအောင်ပြီးအဝိသင်မတက်ရသေးခင်စက်ကြောင်းမှာပြန်လေထကြွလာပြန်နေအဲ့တော့ထက်ကောင်တယောက်မမီလာစီကိုတကြော့ပြန်ခဲ့ရတယ်မမီလာစီမှာသမင်းလာညက်တဲ့တစ်ဖက်လက်မလင်းစော်နဲ့ထက်ကောင်ရင်းနေခဲ့တယ်ထက်ကောင်နဲ့လင်းစော်ကဝါသနာတူတွေပါမော်ဒယ်ယူတွေလို့ရက်ွက်ထဲကသူတို့နေရာလုံးကိုနာမည်ပေးထားရတဲ့အထည်ပါတတိမှာတော့လင်းစော်ကသတင်းတစ်ခုသိလာခဲ့သည်မြို့ထဲမှာမော်ဒယ်တင်တန်းတစ်ခုဖွင့်မယ်6လတက်ရမယ်1လတစ်သိန်းတွင်းရမယ်ထူးကျင်နေဆိုရင်ထူးကျင်တယ်လို့ရှိုးပွဲတွေရှောက်ရမယ်ကြော်ညာတွေရိုက်ရမယ်တဲ့ထက်ကောင်တယောက်အယူထားပြီထမင်းမင်းစာမဝင်တော့ပြီစားလေတင်တန်းအိတ်လေဒီတင်တန်းကခေါင်းထဲကိုဝင်လာခဲ့သည်တခါတခါအိမ်မက်မက်ရင်တော့ကဝေါဘောစမကြကြရှောင်းနေတဲ့သူ့ရဲ့ပုံစံကိုမြင်နေရတတ်အရေးကြီးတာကတင်တန်းစရိတ်ပိုက်ဆံဖြစ်တယ်အမေစီမလည်း1လတစ်သိန်းကတော့မရှိမှကျင်းသေးပါတယ်ဦးလေးကလည်းဘလုံးပွဲတိုင်းကိုင်းပြီးမှပုစုပဆက်ထိနေရကိုသူသိတယ်ဦးလေးစီကသွားတောင်းလို့မဖြစ်ကြံရမရတဲ့ဆိုမမီလာစီသာတိုင်မင်ကြည့်မိတယ်အမလေးသားရဲ့အလှကူညီမှာပေါ့1လတစ်သိန်းကိုမမီစိုက်ပေးမယ်ဒါပေမဲ့သားကအလုပ်လုပ်ပြီးငွေရှာနောက်ဆိုမမီတောင်စိုက်เสียမလို့တော့ဘူးဘယ်လိုလဲသားအလုပ်လုပ်မယ်မလားဟမ်ဒီလားလေကျွန်တော်ကအခုမှ10တန်းအောင်တာလေဘာရချင်းရှိလို့ဘယ်အလုပ်ကခက်မှာလဲအန်ဒီလာရထက်ကောင်ရဲ့စကားကိုမမီလာကပြုံပြီးတော့ကြည်နေတယ်ဟဲ့ဒီလောက်စင်တဲ့တငယ်နင်းယူပါကနင်းရီချင်းပေါ်ဟဲ့သားမမီဆက်ပြီးတဲ့အလုပ်ကိုလုပ်နိုင်အောင်ကြိုးစားဘယ်လိုတော့ထက်ကောင်ကောင်းငိမ့်လိုက်တယ်ဘာပဲဖြစ်ဖြစ်မော်ရီတန်တက်ဖို့ကအရေးကြီးနေသည်မဟုတ်ပါလားအလုပ်လဲရမယ်တင်တန်းလဲတက်ရမယ်ဆိုတော့မျောလင်းချက်တို့ကသူ့ရှိတက်မှာတက်လက်လက်လင်းလို့နေပြီဒီလိုနဲ့မမီလာစင်းနဲ့ကြိုးကွင်းမှာထက်ကောင်ကာရတော့မယ်ရွှေကြည်ကြိုးလား
နှစ်ဖားကျူလာအဲ့ဒီချိန်က19နှစ်သားထက်ကောင်တို့ဝီခွေးပူရာမှတ်စွမ်းသားသေးပြီရေစုံခီနီတန်းအစာလင်းစုံတဲ့ထက်ကောင်မြို့ထဲမှာရှိတဲ့တင်တန်းကိုအတူတက်ဖြစ်ကြတယ်အိမ်ကိုတော့လက်ကားတင်ပြီးတဲ့ဘော်ဒီတင်တန်းလို့ညာထားလိုက်တယ်တင်တန်းစရိတ်အဆင်ပြေပြန်တော့အစမပြေတာကအဝိစာကိစ္စပါတခြားတင်တန်းသားတွေလိုထက်ကောင်မှာအဝိစာသိမရှိပြီထက်ကောင်ကလည်းသူများတွေလိုဝစ်ချင်စားခြင်းနေဒီကိစ္စကလည်းမမီလာရဲ့ကျေးဇူးနဲ့အစဉ်ပြေသွားပြန်နေထက်ကောင်တင်တန်းတက်ပြီးတော့တပတ်ကြာမှမမီလာကဒီနေ့ညလှုပ်လို့ရမယ်လို့ဆိုလာပါတယ်ညနေ9 နာရီခွဲမှာမမီလာရဲ့ဆိုင်ကိုထက်ကောင်ရောက်တော့မမီလာနဲ့လူတစ်ယောက်အတူထိုင်နေတယ်ထို့သူကိုထက်ကောင်သိတယ်ဦးစန်းဝင်နိုင်ငံတော်မှဘွဲ့တစိတွေဘာတွေတောင်ပေးထားရတဲ့တတိတယောက်လို့ထက်ကောင်သိထားတယ်မိမတွေကလေးတွေလည်းရှိတယ်သို့တော့ဦးစန်းဝင်ကဟိုမိုတယောက်ပါတနည်းအားဖြင့်နှစ်ဖက်ချွင်တယောက်ပါရှင်းရှင်းပြောရမယ်ဆိုရင်လိန်သူရောလိန်ခွဲပါဆက်ဆံတတ်သူတယောက်ပါမမီလာရဲ့စကားနဲ့ပြောရမယ်ဆိုရင်တော့တွင်စတက်ပေါ့ယောက်ျားနဲ့နေပြီးကမှမိန်းမနဲ့နေလို့ရတဲ့သူထက်ကောင်ရောက်လာတော့မမီလာကဦးစန်းဝင်းနဲ့လိုက်သွားဖို့ပြောပါတယ်သူကမငင်းစမ်းနိုင်ဦးစန်းဝင်းနဲ့သူမျိုးတွေကဘီယာသလေးမှာထိုင်ပြီးတော့ဘီယာတူတောက်ကြတယ်နောက်တော့ဦးစန်းဝင်းရဲ့ကိုပိုင်ကားလေးနဲ့အိမ်တလုံးစီကိုသူတို့ရောက်သွားကြတယ်ဒါကလေးဦးစန်းဝင်းရဲ့ကိုပိုင်အိမ်တလုံးဖြစ်တယ်ည10 နာရီထို့တော့ဦးစန်းဝင်းကသူ့ကိုတစီကပေးပြီးတော့ပြန်လွှတ်လိုက်တယ်မမီလာစီလည်းဝင်ပြေးအောင်ဝင်ရန်ပြောလိုက်ပါသေးတယ်မမီလာစီကိုရောက်တော့မမီလာကသူ့ကိုပတ်စံ3000ထုတ်ပေးတယ်ဒါကမုံဘိုးတက်တက်မနှက်ပြန်ကြိုက်တဲ့ဝယ်စားတစ်စုံဝယ်ပေးဦးမယ်လို့လေဆိုပြန်ပါတယ်ထက်ကောင်ဦးမြူးသွားတယ်နှုံးကြည့်နေတဲ့ခန္ဓာကိုယ်တော်ပတ်စံကြောင့်တက်ကြွလန်းဆန်းလာသလိုခံစားလဲရတယ်မမီလာနဲ့သူအောင်ပွဲခံအထိမ့်မှတ်အနေနဲ့ထုံးစံလိုက်ကြပြန်နေအဲ့ဒီနေ့ကအိမ်ပြန်လမ်းမှာငွေ3000အိတ်ကတဲ့ထည့်လာတဲ့ထက်ကောင်တယောက်မြူးကြွလေးရရှိတယ်အဲ့ဒီညကထက်ကောင်ဘွားရဲ့ရေစုံခီနီတန်းအစဖြစ်ပါတယ်ထိုညနောက်ပိုင်းမှာတော့မမီလာရဲ့အခြေစက်နဲ့ဦးစန်းဝင်းလိုလူတွေတယောက်ပြီးတယောက်တွေ့ခဲ့ရတယ်အစုံလန်းရဲ့အချိုးကွေများထက်ကောင်နင်အချောက်မလင်ဖြစ်နေတယ်ဆိုနင်တော့မဟုတ်တာတွေရှောက်မလုံးနဲ့ယောဂါတွေဘာတွေဖြစ်လာရင်ငါတို့ရှက်ကွဲမခံနိုင်ဘူးမမီလာရဲ့ဆိုင်မှာအမြဲတမ်းဝန်းထက်သွားလာနေတဲ့ထက်ကောင်ကိုအမေဖြစ်သူကစူပါပြီထက်ကောင်နဲ့မေစကားများကြတယ်ထက်ကောင်အိမ်မှာမပြောတော့ပြီကိုအားကိုကိုပြီးတော့ပတ်စံရှာရတဲ့အရာသာကိုလည်းကြိုက်တယ်လာတယ်အဲ့ဒီရက်ပိုင်းကပြဿနာတွေအယံများတယ်အကျွေးတွေကြေပြီးပြီမေသူရတဲ့လောကကိုတဝက်တိတိခေါင်းပုံပြနေတဲ့မမီလာကိုလည်းထက်ကောင်မကြည့်နဲ့ဒါနဲ့ပဲအမေအိမ်ကအထုပ်ဘိုးတွေဆွဲပြီးတော့မြို့ထဲမှာနေတဲ့တငယ်ချင်းရဲ့အိမ်ကိုထွက်လာခဲ့တယ်အမေကတော့အိမ်ကထွက်သွားတဲ့သူကိုတန်တော်ငေးကြည့်နေမိတယ်သူရဲ့တငယ်ချင်းကနေကနေမော်ဒယ်တင်တန်းလာတတ်တဲ့စောစောပါစောစောတို့ကနေမှာချမ်းသာတယ်ဒီတော့စောစောကိုကန်တော်လေးမှာတိုက်ခန်းတစ်ခန်းဝေပေးထားတယ်စောစောကတက်ကောင်ကိုသူ့အိမ်မှာခေါ်ထားတယ်ဒါပေမဲ့အလကားမဟုတ်တစ်လ3000ပေးရမယ်ဒါကလည်းကိစ္စမရှိတက်ကောင်ဒီလှုပ်ထဲမှာပဲနောက်ထပ်အချိုးကွေးအစ်စ်တွေအစာပြိုထားပြီးဖြစ်တယ်ကျူးကျူးဆိုတာကမမီလာနဲ့အလုပ်လုပ်ကလေးကသူသိခဲ့တဲ့အချောက်မပါသူကမျိုးတွေကနာမည်ကြီးအလှပြင်ဆိုင်တစ်ခုကဝန်ထမ်းဖြစ်တယ်ကျူးကျူးတို့အလှပြင်ဆိုင်ကအမျိုးသားပြည်စားလုပ်ငန်းကိုတယ်လီဖုန်းနဲ့ချိတ်ဆက်ဝန်ဆောင်မှုပေးနေတဲ့နေရာတစ်ခုပါအခုကျူးကျူးနဲ့သူချင်းမိပြီးတဲ့နောက်ကျူးကျူးကသူ့တထေးဆိုင်ကိုခေါ်သွားပါတယ်တထေးကလည်းဂေးပါထက်ကောင်ရဲ့ပုံစံကိုကြည့်ပြီးဂေးတထေးကမိစိမ့်ပြတယ်အဲဒီနောက်တော့ထက်ကောင်ကိုတပ်ပုံရိုက်တယ်ကိုဟန်ပြပုံမျိုးမျိုးကိုတပ်ပုံစတူဒီယိုတစ်ခုမှာရိုက်ရခြင်းဖြစ်ပါတယ်သူတို့ရဲ့နီးစနစ်ကမမီလာတုန်းကထက်ပိုပြီးတော့စနစ်ကြတယ်လို့ထက်ကောင်ထင်မိတယ်ထက်ကောင်ရဲ့တပ်ပုံကိုသူတို့ဆိုင်ရဲ့
အထူးဖောက်သည်များအတွက်ထားတဲ့အေဘန်မှာထည့်ထားမယ်ထက်ကောင်ရဲ့နံပါတ်က23ဖောက်သည်က23ကိုရွေးပြီဆိုရင်ကောင်တာကိုပြပြီးတော့သတ်မှတ်ငွေချေရမယ်ပြီးတော့ဧည့်သည်ရှိနေမဲ့ဟိုတယ်တစ်ခုရဲ့အခန်းနံပါတ်ကိုကောင်တာကမေးမယ်ပြီးပြီဆိုရင်ထက်ကောင်စီကိုသူတို့ကဖုတ်ဆက်တယ်အဲ့ဒီဟိုတယ်ခန်းကိုထက်ကောင်ကသွားလိုက်ရုံသာဒီလိုနဲ့ဒီလောကထဲမှာထက်ကောင်ကပရိုစစ်စစ်တယောက်ဖြစ်လာခဲ့တယ်ဒါပေမဲ့ထက်ကောင်မှာတခြားပရိုတွေထက်ထူးခြားတာတစ်ခုရှိတယ်ထက်ကောင်ကကျန်တဲ့လူတွေလိုလိုင်းစုံမရတော်သမားတတ်တတ်ဖြစ်တယ်ဘယ်တော့မှမြင်ဖြစ်မခံသူကအမြဲတမ်းကြားပါဒါကလည်းတစ်ခုကောင်းတယ်ထက်ကောင်ရဲ့ဖောက်သည်တွေထဲမှာဟိုမိုတွေနေသွားတယ်လုံးဝဘော်ဒနေတဲ့ဂေးစစ်တွေနဲ့အမျိုးသမီးတွေတောင်အချိန်များတော့တယ်ထက်ကောင်ရဲ့အတွေ့အကြုံရဂေးတွေထက်အမျိုးသမီးဖောက်သည်တွေနဲ့ကပိုပြီးတော့ပင်ပန်းပါတယ်ဒါပေမဲ့ထက်ကောင်ကအမျိုးသမီးပေးတဲ့နဲ့ပိုပြီးအဆင်ပြေတယ်လို့ကိုထင်နေဝန်ဆောင်မှုအပြည့်စုံပေးတတ်တဲ့ထက်ကောင်ကိုလည်းအမျိုးသမီးများကကြိုက်ကြတယ်ထက်ကောင်နဲ့ဆက်ဆံရတဲ့အမျိုးသမီးများစုကအသက်35နှစ်ကနေ50ကျော်ထိအရွယ်အဆုံးပါအပြိုကြီးအမိကန်တွေရောအိမ်အောင်ခွဲတွေရောအိမ်အောင်ရှိရဲ့နဲ့အိမ်အောင်ကအဝေးရောက်နေသူတွေရောအစုံအလင်ပါကုမ္ပဏီမန်နေဂျာတွေပါတယ်ဖက်ရှင်ဒီဇိုင်နာတွေပါတယ်လုပ်ငန်းရှင်တွေလည်းပါတယ်ဘာပဲဖြစ်ဖြစ်သူတို့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုထက်ကောင်ကစိတ်မဝင်စားပြီထက်ကောင်စိတ်ဝင်စားတာကရတဲ့နဲ့ငွေကြေးပြင်ထက်ကောင်ရဲ့လက်ထက်ကိုထိုးထည့်ပေးသွားကြတဲ့ပေါစုငွေဖြစ်တယ်တတိကေကတော့ထက်ကောင်ရဲ့လောကတွေက30%ကိုယူပြီးတော့ကျန်တာကိုထက်ကောင်ကရတယ်ဒီလိုနဲ့ထက်ကောင်တယောက်ဝင်ငွေတွေများလာတယ်တခါဘာကေတာကိုပြန်ပြီးတော့အမေနဲ့ညီမလေးများကိုပင်ပတ်စံပြန်ပြီးတော့ထောက်ပံ့နိုင်ခဲ့တယ်အမေကတော့တက်ကောင်ပေးထားတဲ့ငွေနဲ့တချို့ရင်းနှီးတွေကိုဦးလေးလုပ်ငန်းတွေကိုထည့်ထားနိုင်ခဲ့တယ်အမေကတော့တက်ကောင်အိမ်ဘော်ကဆင်းသွားပြီးတဲ့ကတက်ကောင်လာပြီဆိုရင်သားဘာလုပ်တယ်လဲဆိုတာကိုမမေ့တော့ဘူးတက်ကောင်ဘာလုပ်တယ်ဆိုတာကိုအမေသိခဲ့သလားတကယ်ပဲမသိခဲ့လားဆိုတာကိုတော့ထက်ကောင်ကိုယ်တိုင်လည်းမသိပါဗန်းဆက်ဝါကမြို့သားပြည်စားလုံးမှာကုထက်ကောင်ပြုံမွေးခဲ့သလားဒါကိုကုထက်ကောင်တယောက်မကြခဏစဉ်းစားမိတယ်တခါမြို့ရဲကိုသွားပြီးတော့အချောလကောင်မလေးများကိုတွေ့ရင်23နှစ်သားကုထက်ကောင်တယောက်ငေးကြည့်မိတယ်ဒါပေမဲ့အငေးတသက်သားသူ့မှာရွေးချယ်ခွင့်မရှိရွေးခွင့်လည်းမရှိမိမတကာဂေးတကာတို့ရဲ့ငွေနဲ့အချိန်နဲ့ဆက်ဆံခံခဲ့ရတဲ့သူကသူစိတ်မလုံးတော့ပြီငါဟာယောက်ျားဖာတဲ့တယောက်ပါလားဆိုတဲ့အသည့်ကကိုထက်ကောင်ရဲ့လက်ပြကိုမွေးယူစေခဲ့တာကတော့အမှန်ပါဘာပဲဖြစ်ဖြစ်ကိုထက်ကောင်ဒီဘဝကိုမယုံထွက်နိုင်ငွေဒီဟုသောရေဆုံမှာတက်တာမျောနေရတဲ့ဗေဒဘဝမှာသူตายာနေခဲ့ပြီမဟုတ်ပါလားရေစုံကိုဆန်ကပြန်ခဲ့ပြီဘဝကိုငွေနဲ့ချိုးချခံခဲ့ရတဲ့ကိုထက်ကောင်တယောက်ဝိရီချူဝိရီစုပ်ပြရတဲ့ကြည်စားပြပရုံးတကောင်ဘဝမှာပြက်ကလေး6ခုစာတလေးမျောနေခဲ့တယ်ဘန်ကောက်စာအုပ်ထဲမှာကိန်းကနန်းနေပြခဲ့ပြီမေကိုထက်ကောင်ရဲ့အသွေးသားတို့ကတော့တစစုပ်ခန်းသွားခဲ့ပြီသို့တော့အချစ်မပါတဲ့ရမတ်ညံများမှာကိုထက်ကောင်ရဲ့စွမ်းဆောင်ရည်အားကတော့ကြာမသွားပြီဒီလိုကြာမသွားအောင်လေဇီဝကိုကြီးကိုယူခဲ့ရတယ်အရင်ကအော်ဒါလက်ခံရတဲ့စိတ်ကရတပတ်များမှာကိုထက်ကောင်ပျော်ရွှင်ခဲ့ပြီမေအခုတော့တပတ်2ရက်ပင်လျင်အစင်မပြေတော့ပြီကိုထက်ကောင်ရဲ့နှလုံးသားကအတန်ကျဲလွင်ခဲ့ပြီနှလုံးသားဆိုတာကရိုမတ်တစ်အချစ်ကမယားလေးတွေကနှလုံးသားမဟုတ်အယိုးအရွေ့အကျိုးဆိုတဲ့32ကောထာသအစုဝေးကြီးတဲ့မှာတကယ်နှလုံးသားစစ်ပါညီလေးတခြားဘာစေးဝါးတွေအရင်သုံးသေးလေကွာညီလေးနှလုံးကတော်ထိကြိုက်ထားတယ်ကြာလာရင်နှလုံးယောဂတွေမကပဲတခြားဆက်ယောဂတွေဖြစ်လာနိုင်တယ်အဲ့ဒီကကိုရဲကောင်အလုပ်ပြီးတော့မနဲ့မိုးလင်းနေပြီပေါက်တဲ့ကိုနှုတ်ဆက်ပြီးတော့ဟိုတွေကထွက်မှာအသက်ရှူလို့မဝါတော့
ညာကအေးပြက်လို့ဖြစ်မှာပါဆိုပြီးတော့အတင်းကလမ်းလျှောက်ခဲ့တယ်တစီဘောရောက်မှတော့ကိုယ့်ရဲ့နှလုံးကိုယ်တန်ကိုပင်ပြန်လေကြာလာရတယ်အသက်ရှူလို့မဝါတော့ဘူးဒီလိုနဲ့စေကန်းကိုရောက်သွားတော့နှလုံးယောဂတဲ့ပြီးတော့တခြားဆေးဝါးတွေတုံသေးလားတဲ့အလုပ်ဖြစ်ရန်အတွက်တသက်သားတွေးပြီးတော့တခြားစိုက်ဖက်တွေကိုမတွေးခဲ့မိတဲ့ကိုထက်ကောင်အခုတော့ကာမအာတုသီတွေကအစွမ်းပြပါပြီကိုထက်ကောင်ကဒီလိုအလုပ်တွေလုပ်ပြီးမဲ့ကိုယ့်ကိုယ်တော့အမြဲတမ်းဂရုစိုက်တယ်အကာအကွယ်ပစ္စည်းကစအကြီးသေးကောင်းတဲ့အမျိုးအစားကိုပဲဈေးဘလောက်ပဲကြီးကြီးဝေသုံးတတ်တာကတော့ကိုထက်ကောင်ရဲ့ဇယိုက်ပါကိုထက်ကောင်အလုပ်ကိုတစ်ပတ်နားမှဖြစ်ကြောင်းဖုံးဆက်လိုက်တယ်ဂေးတထိတ်ကိုပြောပြတော့တထိတ်ကလည်းခွင့်ပြုတယ်သာဂိတမရှိတဲ့အမေရဲ့အိမ်ကိုကိုထက်ကောင်ခဏပြန်မိတပတ်လုံးလုံးအနာယူမိအမေအိမ်ကိုပြန်ရောက်တော့အမေနဲ့ညီမလေးများကဝမ်းသာအားရကြိုဆိုကြတယ်ဦးလေးကမွေးတဲ့ညီဝမ်းခွဲတော်တော်တော်လေးအရွယ်ရောက်နေပြီဦးလေးရဲ့ကောဇက်ဆွဲတဲ့လုပ်ငန်းဖြုတ်ပစ်လိုက်ပြီလို့သိရပါတယ်ဦးလေးရဲ့လက်ဖိုက်ဆိုင်ကတော့ရှိနေမြဲပါသူပုတ်ပေးတဲ့ငွေနဲ့အမေကဦးလေးရဲ့လက်ဖိုက်ဆိုင်မှာရှယ်ယာတစ်ဝက်ပါနေပြီလို့ဆိုပါတယ်သားရဲ့ဒီတစ်ခေါက်ပိန်သွားလိုက်တာဘာလုပ်ဒီမြလုပ်နေတာလဲငါသားရဲ့အမေရဲ့မိကိုသူမဖြေနိုင်ကြီးအမေတို့လည်းသားပေးထားတဲ့ငွေလေးနဲ့အဆင်ပြေနေပြီငါသားကြီးဒီမှာပဲအမေတို့နဲ့အတူနေပြီးအလုပ်လုပ်ပါလားထက်ကောင်စီကတပ်ပြင်းချတန်းကြားလိုက်ရတယ်အမေကသကပြန်မရတဲ့သားနာကထားပြီးတော့အိမ်ရှိဆိုင်ဘက်ကိုထွက်သွားပါတယ်ညီမလေးနှစ်ယောက်ရဲ့အိယာလေးကိုထက်ကောင်ဝင်လဲနေရင်းနဲ့ဘေးနာကစာအုပ်တို့ကိုကောက်ပြီးကိုင်းလိုက်တယ်လူတစ်ပါးအိမ်ယာကိုပြင်မာသဖြင့်ငရဲကျသွားတဲ့တတိသားလေးယောက်ရဲ့ပုံမြင်ထက်ကောင်ကစာအုပ်ကိုတေချာဖတ်တယ်ကာမိတုကံဒုတနာသောအဝေစီဖျားဟော်တယ်ခန်းကြီးနှစ်ယောက်အိတ်ကရင်ကြီးကြီးကွင်တုံးရောင်စုံမြောင်ပြီးတော့ပတ်စံအချက်တည်လောက်ခန်းစိုးသေးထူထူမိတ်ကရနဲ့6ကက်ကက်တည်ကိုတက်ကောင်စာအုပ်ကိုပြစ်ချပြီးတော့အင်းရှိလက်ပိတ်ဆိုင်ကိုထွက်လာလိုက်တယ်ဦးလေးနဲ့အမေကမနက်စာစမှုစားအတွက်အာလူတွေလိနေရင်စကားပြောလို့နေတယ်သူတို့နှစ်ယောက်ဘေးမှာလွတ်နေတဲ့ထိုင်ကုန်မှာကိုတက်ကောင်ဝင်ထိုင်လိုက်တော့ဦးလေးကပြုံးပြတယ်ဦးလေးတစီတစီမောင်းရင်ဘလောက်သဘောတင်ရတယ်လေအာလူလိနေတဲ့အမိလက်ကဓာပြုတ်ကျသွားတယ်ဆယ်လမွေ9ရဲ့အပြန်ကျွန်တော်စိတ်တွေအဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့ထူပူသွားတယ်ဗျာနှလုံးသားကလည်းပို့ပြီးတော့တင်းကျပ်လာသလိုပဲဗျာကျွန်တော်ပတ်စံတွေကျူးလွန်ခဲ့တဲ့သူတွေထဲမှာသူတစ်ပါးအင်အားတွေဘယ်ထိပါနေပြီလဲဆိုတာတွေးရင်းနဲ့ကြောက်လာတယ်ဗျတကယ်တော့နှလုံးယောဂနဲ့စာအုပ်တို့ကကိုထက်ကောင်ကိုရေစုံဝဲတဲ့ကနေဆွဲကဲလိုက်ခြင်းဖြစ်တယ်လို့ပဲဇာတ်သူကျွန်တော်ထင်မိပါတယ်ကိုထက်ကောင်ကအခုတော့သူ့ရဲ့တစီဖြူအောင်လေးနဲ့ဘဝရေစံကိုတွင်းကန်စံတက်နေခဲ့ပြီပြီးတော့သူ့ရဲ့ရေစံခီးအတွက်ခီးဘော်ကလည်းအသိရှိနေပါပြီသူကတော့တစီမောင်းတော့မှတွေ့တာဗျတရက်ကွက်သေးပဲသူကတော့ကျွန်တော်အရင်ကဘာလုပ်ခဲ့လဲဆိုတာပုံပုံလင်းလင်းဖွင့်ပြီးပြောပြထားတယ်ပြောပြရုံနဲ့မပြီးသေးဘူးဗျို့ကျွန်တော်စစ်စစ်ချက်လေးပြသေးတယ်ဗျဘာမှမရှိကြောင်းလေကိုတက်ကောင်ကသူ့ရဲ့ဂျင်းပန်ရှိအိတ်ထဲမှာမိချစ်ကိုထုတ်လိုက်တယ်။သပွဲပေါ်မှာလန်ဒန်ဆေးလေးကိုမိညှိတယ်။အဲနောက်မိကုံငွေလေးတွေကြားကဟိုးဝေးကိုငေးလို့နေတယ်။လူကြိုက်တဲ့ကိုခင်ဝမ်းရဲ့တချင်းတန်လေးကကားထဲမှာခက်တာတာလေးမျောလွင်လို့လာတယ်။ရေစုံမှာမျောခဲ့တဲ့ဗီတာဝိရီကိုစုပ်ခဲ့တဲ့ပဒုံဝေစာကြီးစာချလွင်တန်ကြားမှရမတ်ညံများဒိငယ်ခဲ့ရတဲ့ရင်ခုန်တန်များစွာအခုတော့ရေစံလမ်းမှာရုံးကန်နေတဲ့ဇလမွေ9တကောင်ရဲ့ကောက်ကြောင်က
စီကရက်မိကုငွေတွေဇာယီသူကျွန်တော်ကိုမိမောနေမိပါတယ်အပြန်ဇလမွေငါတို့ရဲ့အပြန်စာရေးသူဆရာခတ်စောဟုတ်ကဲ့ဇလမွေငါရဲ့ရေစံလို့အမည်ရတဲ့ရန်ကုန်မြို့ကအမျိုးသားပြည်သူစားတယောက်ရဲ့ဘဝဖြစ်ရမှန်ဇလံကောင်းလေးကိုအဆုံးထိနားဆင်ပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာ2015ခုနှစ်တကောင်စီရမြို့ပေါင်း923မြို့ကြီးပါပေါင်း6500ရှိတဲ့နဲ့တကြောင်တစ်ခါထားတရွာတစ်ပုတ်ဆန်းဆိုသလိုအနေနဲ့ရရမထူးခြားစံကြေလောဝဆန်းကြေတတိတဝေကရဝေယဖြစ်ရမှန်ဇလံကောင်းတွေကိုနေ့စဉ်မပြတ်ရှာဖွေပြီးတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ပါမီဟော်ရာ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်ထားခဲ့ပေးဖို့နဲ့ဗီဒီယိုအသစ်တင်တိုင်းသိရှိလို့ရအောင်လို့တော့ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့